the blank with pronoun ဆိုတော့ကြတော့ pronoun လေးတွေနဲ့ကွက်လက်ဖြည့်ပါလို့ပြောတာเนาะအဲ့တော့ပထမအဦးဆုံးပေါ့ pronoun တွေနဲ့ကွက်လက်ဖြည့်ရမယ်ဆိုတော့ကိုက pronoun ဆိုတာသိရမယ်ပေါ့နော်အရင်ဆုံးယောက်ျားလေးဆိုရင် he မိန်းကလေးဆိုရင် she အဲ့ဒါမျိုးလေးတွေတော့ကိုကအရင်ဆုံးကြိုပြီးသိထားမှရမှာပေါ့နော်အဲ့တော့ပထမအဦးဆုံးနံပါတ်1က Zomin was ill Zomin ကနေမကောင်းဘူးဆိုဒါကြောင့်မို့လို့နော်အဲ့တော့ဒီမှာကွက်လက်ဖြည့်ရမှာဘာနဲ့ဖြည့်ရမှာလဲဆိုတော့ pronoun နဲ့ဖြည့်ရမှာ Zomin ကယောက်ျားလေးနော် Zomin ကယောက်ျားလေးတစ်ယောက်တည်းဆိုရင် he သုံးရတယ်ဟုတ်ပြီနော်အဲ့ဒီအတွက်အဖြေကတော့ he ဖြည့်ရမှာပဲတခုရှိတာက Zomin ကိုတွေ့တယ် pronoun ကွက်လက်ဖြည့်ခိုင်းထားတယ်ဆိုပြီးတော့ဒီနေရာမှာ he he ဆိုပြီးတော့ဒီတိုင်းအလွယ်ပေါ့နော်ဒီလိုမျိုးဖြည့်လိုက်တယ်ဆိုရင်မှားတယ်ကိုကစာကြောင်းဒီဆောက်ပုံကိုပြန်ပြီးတော့ကြည့်မှရမယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာစာကြောင်းတစ်ကြောင်းရဲ့အစမှာ so ဆိုတဲ့စလုံးလေးနဲ့အရင်စထားတယ်အဲ့တော့ဒီ he ကိုအကြီးနဲ့သွားပြီးတော့ဒါဒီကွက်လက်မှာရေးလိုက်မယ်ဆိုရင်မှားတယ်ဘာလို့လဲဆိုတော့ဒီမှာ so ဆိုတဲ့စလုံးလေးပါနေလို့ so ရဲ့နောက်က comma လေးပါနေလို့အဲ့တော့ကိုကအဖြေကိုသိတယ် he ထည့်ရမှာကိုသိတယ်ဆိုရင်ဒါမှစာကြောင်းဒီဆောက်ပုံရဒီမှာကွက်လက်ရဲ့အစဆုံးစလုံးမှာကွက်လက်ပေးထားတာမဟုတ်တဲ့အတွက် he တော့ he ပဲဒါပေမဲ့ he ကိုအသေးလေးရေးရမယ်အမ he ကိုသွားပြီးတော့အကြီးစလုံးနဲ့Zominယောက်ျားလေးပဲဆိုပြီးတော့ he ဆိုပြီးတော့အကြီးစလုံးရေးလိုက်တယ်ဆိုရင်မှားတယ်ဘာလို့လဲဆိုရင်ဒီအစဆုံးစလုံးမှာ so ဆိုတဲ့စလုံးလေးပါနေတယ်ဒီမှာ comma လေးလည်းပါနေတယ်အဲ့ဒီအတွက်ဒီ he ဟာစကြောင်းတစ်ကြောင်းရဲ့အစဆုံးစလုံးမဟုတ်တဲ့အတွက်အကြီးနဲ့ရေးစရာမလိုဘူးအကြီးနဲ့ရေးရင်မှားတယ်ဒါမယ်နော်နံပါတ်2ကိုကြည့်မယ်နံပါတ်2မှာကျတော့ the weather is hot ရာသီဥတုကပူတယ်တဲ့နော်ကွက်လက်ပေးထားတယ်ပေါ့နော် it's not rainy season ပူတယ်တဲ့မိုးရာသီမဟုတ်ဘူးတဲ့အဲ့လိုပြောထားတယ်အဲ့တော့ဒီနေရာမှာ pronoun လေးဖြည့်ရမယ်ပေါ့နော်အဲ့တော့ the weather ဆိုတာရာသီဥတုဆိုတော့သူကယောက်ျားလေးလည်းမဟုတ်ဘူး main ကလေးလည်းမဟုတ်ဘူးယောက်ျားလေးလည်းမဟုတ်ဘူး main ကလေးလည်းမဟုတ်ဘူးဆိုရင် he တွေ she တွေသုံးလို့မရဘူးရာသီဥတုဖြစ်တဲ့အတွက် int ကိုသုံးရတယ်ဒီမှာတော့ int ကိုအကြီးစလုံးနဲ့ရေးလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့စကြောင်းရဲ့ထိတ်ဆုံးမှာဖြစ်နေတယ်။ရာသီဥတုဖြစ်တဲ့အတွက် int ကိုအစားသုံးရတယ်။နောက်ပြီးတော့စကြောင်းရဲ့ထိတ်ဆုံးမှာကွက်လက်ပေးထားတဲ့အတွက် i ကိုအကြီးစလုံးနဲ့ရေးရတယ်။အဲ့ဒီမှာကိုကရာသီဥတုကိုသိတယ်။ရာသီဥတုဆိုရင် int သုံးရမှာ။ဆိုပြီးတော့ int ကိုအသေးလေးသွားပြီးရေးမိတယ်ဆိုရင်လည်းမှားတယ်။ဒီစာကြောင်းမှာစာကြောင်း2ကြောင်းပေးထားတယ်။အစားဆုံးစလုံးမှာကွက်လက်ပေးထားတာဆိုတော့ကြတော့အကြီးစလုံးနဲ့ရေးမှကိုရမယ်။အဲ့ဒီမှာ int ကိုသွားပြီးသေးစလုံးနဲ့ရေးရင်မှားတယ်။ရမယ်နော်။အဲ့တော့ကိုကကွက်လက်ဖြည့်တဲ့နေရာမှာအဖြေကိုသိတယ်ဆိုပြီးတော့တန်းပြီးတော့ဖြည့်လို့မရအောင်အကြီးနဲ့ရေးရမှာလားအသေးနဲ့ရေးရမှာလားပေါ့နော် capital letter small letter ကိုလည်းဂရုစိုက်ဖို့အရင်ရေးကြည့်တယ်နော်ကဲဒါဆိုနောက်တစ်ခုကြည့်မယ်ဆူဆူ is at work တဲ့ဆူဆူကအလုပ်မှာတဲ့ရှိတယ်ပေါ့နော်ဆူဆူကအလုပ်မှာရှိတယ်ကွက်လက် is very hard working သူမကပေါ့နော်အရန်လုပ်ကြိုးစားတယ်အဲ့တော့ pronoun ဖြည့်ရမှာပေးထားတာကဆူဆူဆိုတော့ဘာဖြစ်မလဲ she ဖြစ်မယ်အဲ့တော့ she ဖြစ်မယ်ဆိုတော့ကြတော့เนาะဒီမှာ subject နေရာမှာပေးထားတာဆိုတော့ she ဖြစ်မှာပေါ့နော် subject နေရာမှာကွက်လက်ပေးထားတာဆိုတော့အဲ့တော့ she ဖြစ်မယ်ဆိုရင်တော့ဒီမှာ full stop လေးချထားတယ်စကြောင်းရဲ့ထိတ်ဆုံးမှာကွက်လက်မေးထားတဲ့အတွက်ပေါ့နော် s h she မှာ s ကိုအကြီးနဲ့ရေးရမယ်အဲ့မှာသွားပြီးတော့အသေးနဲ့ရေးရင်မှားတယ်ရမယ်နော်နံပါတ်4မှာဆိုရင် these chairs are beautiful but quality are not expensive ဆိုတော့ဈေးမကြီးဘူးပေါ့ these chairs are beautiful အဲ့တော့ဒီကလထိုင်လေးတွေကလှတယ်နော်ဒါပေမဲ့တဲ့ဈေးမကြီးဘူးတဲ့အဲ့တော့သူတို့ကဈေးမကြီးဘူးဆိုပြီးတော့ဖြစ်ရမှာအဲ့တော့ကလထိုင်တွေကအများဖြစ်တယ်ဒီမှာအများစလုံးပေါ့နော် this ဆိုတဲ့စလုံးလည်းပါတယ်chairs မှာလည်း s ပါတယ် buff ကိုလည်းအများသုံးထားတယ်အဲ့ဒီအတွက်သေချာပေါက်ဒီ subject ကြီးတစ်ခုလုံးကများတယ်ဆိုတော့ကိုကဒီဘက်မှာ pronoun သုံးပေးရမယ်ဆိုတော့ pronoun အများသုံးမယ်ယောက်ျားလေးဆိုရင် she ယောက်ျားလေးဆိုရင် he မိန်းကလေးဆိုရင် she နောက်တစ်ခါပစ္စည်းလေးတစ်ခုဥပမာခုံလေးတစ်ခုဆိုရင် int itခွေးလေးတစ်ကောင်ဆို int it စာအုပ်လေးတစ်အုပ်ဆို int it တို့မျိုးပေါ့နော်ပစ္စည်းတစ်ခုချင်းစီဆိုရင် int it ဒါပေမဲ့အခုက this chair ကလထိုင်လေးတွေအများကြီးလို့ပြောတဲ့အတွက်it တော့သုံးလို့မရတော့ဘူးအဲ့တော့ယောက်ျားလေးပဲများမိန်းကလေးပဲများပစ္စည်းလေးတွေပဲများဘာပဲများပေါ့နော်ကိုမပါဘူးဆိုရင် they မှတ်ထားနော်ဘာပဲများကိုမပါဘူးဆိုရင် they အဲ့တော့ခုံနေများတာလေခုံနေထဲမှာကိုပါလို့လားပါဘူးနော်အဲ့ဒါဆိုရင်ဘာထည့်မှာလဲ they ထည့်မှာဟုတ်ပြီအဖြေကတော့ they ပဲစာကြောင်းဒီစာပုံတစ်ချက်လောက်ကြည့်ရအောင် bad တဲ့စာကြောင်းရဲ့ထိတ်ဆုံးပါဒီမှာ bad ကြီးခံနေတယ်မြင်လားနော် bad ကြီးခံနေတယ်ဆိုတော့ကိုထည့်ရမှာတော့ they ပဲဒါပေမဲ့အဲ့ဒီ they ကိုအကြီးနဲ့ရေးရင်မှားပြီno this chair အများမို့လို့ they ထည့်ရမှာဆိုတော့သိတယ်ဒါပေမဲ့သွားပြီးတော့ဘောတော့ what the အဲ့ရနဲ့ they ဆိုပြီးတော့အကြီးစလုံးနဲ့ရေးလိုက်မှားတယ်ဘာလို့လဲဆိုတော့စာကြောင်းရဲ့အစဆုံးမှာ bad ဆိုတဲ့စလုံးလေးနဲ့ခံပေးထားတယ်
အဲ့တော့ကွက်လက်ကဒုတိယနေရာမှာဖြစ်နေတယ်ဒုတိယနေရာမှာဖြစ်နေတဲ့အခါကျရင်အကြီးစလုံးနဲ့ရေးလို့မရတော့ဘူးအဲ့တော့ they တော့ they ပဲဒါပေမဲ့ small letter နဲ့ရေးရမယ် they ရမယ်နော်အဲ့တော့ကိုအဲ့ဒီ they ကိုသွားပြီးတော့အကြီးနဲ့ရေးလို့မရဘူးသတောင်းတစ်ချောင်းရဲ့အစမဟုတ်တဲ့အတွက်အသေးစလုံးနဲ့ရေးမှမှန်မယ်အမငါ့ကိုကြည့်မယ် my mother and I are at home နဲ့ my mother ဆိုကျွန်တော်ရဲ့အမေနဲ့ကျွန်တော်နဲ့ပေါ့နော် are at home အိမ်မှာရှိကြတယ်ကျွန်တော်ရဲ့အမေနဲ့ကျွန်တော်နဲ့အိမ်မှာရှိကြတယ်ဆိုတော့ကျွန်တော်လည်းပါတယ်ကျွန်တော်အမေလည်းပါတယ်အများ2ယောက်ဖြစ်သွားပြီနော်အများအဲ့တော့စောစောကပြောခဲ့သလိုပဲအများဆိုရင်ဒီ3ရတယ်ဒါပေမဲ့ကိုမပါဘူးဆိုမှဒီ3ရတာကိုတိုင်းမှာပါနေတယ်အဲ့ဒီအများထဲမှာကိုယ်တိုင်မှာပါနေတယ်အိုင်မှာပါနေတယ်ဆိုရင်တော့ we 3ရတယ်ကလေးတော်တော်များများအဲ့ဒါကိုမှားရကြတယ်ဘာနဲ့မှားတာလဲဆိုတော့အများဆိုရင် they အဲ့တော့အများတွေထဲမှာအိုင်မှာပါနေတယ်ဆိုလဲ they ပဲသုံးကြတယ်အဲ့တော့နော်အဲ့ဒါလေးမှားလို့ဒီမှာလာပြီးတော့တေချာပြန်ရှင်းပြတာအများဆိုရင် they သုံးရမှာဟုတ်တော့ဟုတ်တယ်ဒါပေမဲ့အဲ့ဒီအများထဲမှာကိုမပါမှ they သုံးရမှာကိုကပါအဲ့ဒီအများထဲမှာပါနေတယ်ဆိုရင်တော့ we သုံးရမှာရမယ်နော်အဲ့တော့ I ရဲ့အများက we လို့ဒါကြောင့်သင်ထားတာနော်ကလေးတွေကိုအစကတည်းကသင်ထား he တို့ she တို့ it တို့ရဲ့အများက they I ရဲ့အများက we အဲ့တော့ I ပါတဲ့အတိုင်းထဲမှာပေါ့နော် I ရဲ့ကိုယ်တငယ်ချင်းတွေရဲ့များတယ်ဆိုရင်ငါတို့လို့ပြောမှာလေဟုတ်ပြီနော်ကိုနဲ့ကိုယ်တငယ်ချင်းတွေနဲ့ဆိုရင်ငါတို့ဖွဲ့ကအဲ့လိုပြောကြမှာလေဟုတ်တယ်မလားငါတို့ကသွားတာအဲ့လိုမျိုးတွေပြောကြမှာအဲ့တော့များတယ်ကိုပါနေတယ် I ပါနေတယ်ဆိုရင် weရမယ်နော်နန်းစားသုံးတာကိုပြနေတာအခုဒီမှာဆိုရင် my mother and I ဆိုတော့သူတို့ရဲ့အများက they မဟုတ်ဘူးနော်အဲ့တော့ကျွန်တော်အဖေနဲ့ကျွန်တော်အမေဆိုရင် they သုံးပါ my father and my mother ကို pronoun သုံးပေးပါဆိုရင် they ဘာလဲဆိုတော့ကျွန်တော်အဖေနဲ့ကျွန်တော်အမေနဲ့ကျွန်တော်မပါဘူးလေသူတို့ပဲများတာလေအဲ့တော့ကိုမပါပဲများရင် they ကိုပါနေရင် we ဒီရဲ့အဖေကဘာဖြစ်မလဲ we ရောအကြီးနဲ့ရေးမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့စောင်းရဲ့ထိတ်ဆုံးမှာအစဆုံးမှာပေးထားတာဆိုတော့ we ကအကြီးနဲ့ပေါ့ရမယ်နော်mama is writing မောင်မောင်ကစာရေးနေတယ်တဲ့အဲ့တော့ collect ပေးထားတယ် handwriting is very good လက်ရေးကအရန်လှတယ်တဲ့အဲ့တော့မောင်မောင်ကိုမြင်လိုက်တာနဲ့သွားပြီးတော့ဒီနားမှာ he ဆိုပြီးတော့ထည့်လိုက်ရင်မှားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီမှာဇော်မင်းလို့တွေ့တော့ကလည်းကိုက he ထည့်ထားတာပဲနော်ဒီမှာ the weather ကျတော့ it ထည့်ထားတယ်စုစုကျတော့ she ထည့်ထားတယ် that this chair ကျတော့ they ထည့်ထားတယ် my mother and I ကျတော့ we ထည့်ထားတယ်အဲ့တော့မောင်မောင်ကို he ထည့်တာမှားတယ်ဘာဖြစ်လို့မှားရလဲဆိုတော့သူ့ရဲ့နောက်မှာ noun ပါနေလို့အဲ့ဒါလေးလည်းတစ်ချက်ရှိတယ်ကလေးတော်တော်များများကယောက်ျားလေးဆိုရင် he main ကလေးဆိုရင် she ပစ္စည်းလေးဆိုရင် it တိရစ္ဆာန်လေးဆိုရင် it အများဆိုရင် they အဲ့လိုမျိုးတွေမှတ်ထားကြတာပေါ့နော်အဲ့လိုမျိုးမှတ်တိုင်းလည်းမမှန်ဘူးနော်အဲ့တော့ကိုက grammar တော်တော်လေးကိုသိရမယ်အခုလိုမျိုးစာကြောင်းမျိုးဆိုရင်ဒီမှာ he ထည့်တာမှားတယ်ပေးထားတာမောင်မောင်ပဲလေဒီမှာဇော်မင်းပေးထားတော့က he ထည့်ထားတယ်ဒီမှာမောင်မောင်ပေးထားတော့ he ထဲတော့မှားတယ်ဆိုတော့ဘာဖြစ်လို့မှားတာလဲအဲ့တော့ဒီမှာဇော်မင်းပေးထားတော့က he ထဲတာက he ပြီးတော့သူ့ရဲ့နောက်က verb တန်းလာတာအခုကဒီမှာမောင်မောင်ပေးထားလို့ he ထဲလိုက်ရင် he ရဲ့နောက်က verb မလာဘူး verb ကဒီနားမှာကြားထဲမှာဘာခံနေလဲဆိုတော့ noun ခံနေတယ် noun ခံနေတဲ့အတွက်မှတ်ထားနော် noun ခံနေတဲ့အတွက် he ထဲလို့မရဘူး he က noun နဲ့လုံးဝမတွဲဘူးမှတ်ထားနော် he က noun နဲ့မတွဲအဲ့တော့ pronoun တွေထဲမှာ noun နဲ့တွဲတာ pronoun အကွက်ကလေးရှိရလေ he him his himself I me my myself အဲ့ဒီကွက်ကလေးသိတယ်မလားနော်အဲ့တော့ဒီ pronoun အကွက်ကလေးထဲမှာပါတဲ့တတိယမြောက်ဆိုတာ I me my တတိယမြောက်ကောင်ပေါ့အဲ့လိုမျိုး he him his တတိယမြောက်ကောင်ပေါ့ she her her တတိယမြောက်ကောင် we as our တတိယမြောက်ကောင်အဲ့လိုမျိုးအဲ့ဒီတတိယမြောက်စလုံးလေးကသူက pronoun ကွက်ထဲကိုသာရောက်နေတယ်သူက pronoun မဟုတ်ဘူးသူက possessive adjectiveဘာလို့ possessive adjective လို့ပြောရလဲဆိုတော့ pronoun တွေကဘယ်တော့မှ noun နဲ့မကတ်ဘူးဒါပေမဲ့ adjective က noun နဲ့ကတ်တယ်အဲ့ pronoun အကွက်ထဲမှာ noun နဲ့ကတ်တာလဲအဲ့ဒီတတိယမြောက်အတန်းတွေကစလုံးလေးတွေအကုန်လုံးက noun နဲ့ကတ်တယ်အဲ့ဒီအတွက် pronoun ကွက်ထဲမှာပါတယ်တတိယမြောက်စလုံးလေးတွေအကုန်လုံးဟာ pronoun မဟုတ်ဘူး adjective တွေဟုတ်ပြီနော်သူတို့က noun နဲ့ကတ်တယ်အဲ့တော့ကွက်လက်ရဲ့နောက်မှာ noun ပေးထားတယ်ဆိုရင် noun နဲ့တွဲတာ he မဟုတ်ဘူး hisဒါကြောင့်မို့လို့ဒီအဖြေက he ဆိုရင်မှားတယ်ဘာထည့်ရမှာလဲ his ထည့်ရမှာရမယ်နော် his ထည့်ရမှာပါအဲ့တော့သူ့ရဲ့လက်ရေး handwriting ဆိုတာလက်ရေး noun ပေါ့နော်